ညဘက်လေးမချောနဲ့မြွေခေါ်တယ်လို့ဖြစ်မဲ့တဲ့မြွေကအားရနေလို့လေချွန်တန်ကြားတာနဲ့လာမှာလားတကယ်တော့ညဘက်ကြီးလေထိုင်ချောနေတာဘေးရင်ကလူတွေအေးပြက်ပြီးဆဲခံရမှာဆိုလို့ပြောတာချစ်သူကိုနာရီပေးရင်အချိန်ကုန်ပြီးလမ်းခွဲရမယ်တဲ့အချိန်ကုန်တာထက်ပတ်ထန်ကုန်တာကိုအရင်စဉ်းစားဦးနာရီကောင်းကောင်းဆိုတာဈေးကြီးတယ်လေအဲ့ဒီစားအသားခင်သွားဝယ်စားလိုက်ဖားပြုတ်ဝင်ရင်လမ်းပွင့်မယ်ထီပေါက်မယ်ဆိုပြီးဝမ်းသာမနေနဲ့ဦးမင်းအိမ်ကချင်းနေပိုးဟတ်တွေအရန်ပေါ်နေလို့ဖားကညစာလာစားတာလမ်းပွင့်တာထက်အိမ်ကမတန့်ရှင်းတာကိုအရင်ကြည့်စမ်းတနင်္ဂနွေနေ့ခေါင်းလျှော်ရင်အသက်တူတက်တယ်တဲ့အားရရမှာတတ်ရှင်းဖြစ်အောင်လျှော်ရမှာပေါ့အသက်တူတာထက်ခေါင်းမလျှော်လို့ဘောက်တွေထပြီးရားနေတာကမှပိုဒုက္ခရောက်မှာညဘက်တမျက်စိလှည့်ရင်လမ်းတွေအပြင်ထွက်ကုန်မယ်တဲ့အဲ့ဒါလားထွက်တာမဟုတ်ဘူးညဘက်အလင်းရောင်မကောင်းလို့အမိုက်နဲ့အတူတန်ဖိုးကြီးပစ္စည်းလေးတွေပါလှဲမိသွားမှာစိုးလို့တားတာခေါင်းပြေးနေတော့ဘီးကျိုးသွားရင်နီးမိတ်မကောင်းဘူးတခုခုဖြစ်တော့မယ်တဲ့မင်းစံပင်တွေကဖုန်တက်ပြီးညှိနေလို့ဘီးကမခံနိုင်ပဲကျိုးသွားတာသလားခေါင်းကိုအရင်လျှော်ပြီးဘီးအစ်လက်ဖွားရရင်ပိုက်ဆံဝင်တော့မယ်တဲ့ဝမ်းသာမနေနဲ့ဦးအဲ့ဒါပိုက်ဆံဝင်မှာမဟုတ်ဘူးမင်းလက်ကမတန့်လို့ရားနေတာထိုင်ရားနေမဲ့အစားလက်ကိုစက်ပြနဲ့ဆင်အောင်အရင်ဆေးလိုက်အောင်ထမင်းကိုတခါတည်းမခတ်နဲ့တရေကျွေးသလိုဖြစ်မယ်တဲ့ဟဲ့လူဆိုတာဘိုက်ဝအောင်စားရမှာလေအဝစားဖို့ဆိုရင်တစ်ခတ်ထပ်ဖို့ခတ်ရမှာပေါ့အယူအဆတွေဆွဲမနေနဲ့အဝသာခတ်စားစမ်းကားရှိကြောင်ဖြတ်ကူးရင်နမိတ်မကောင်းဘူးမတော်တဆဖြစ်မယ်တဲ့အဲ့ဒီမှာနမိတ်ထိုင်ဖတ်မနေနဲ့အယူအဆတွေမန်းမုံနေလို့ကတော့ကြောင်လဲသေးမင်းလဲကားမှောက်လိမ့်မယ်တတိထားမောင်းကလေးမမွေးခင်ပစ္စည်းကြိုဝယ်ရင်အတိတ်နီးမိတ်မကောင်းဘူးတဲ့ဒါဆိုဘိုက်နာပြီးမွေးကနီးမှဝယ်ခိုင်းမလို့လားကလေးမွေးပြီးတာနဲ့အနည်းတွေချက်ချင်းလိုမှလေအစင်သင့်ဖြစ်အောင်ကြိုဝဲဖြုတ်